Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကီကီချက်ပြမှာတော့ဘူတီနဲ့မမကိုရောပြီးချက်ပြမှာပဲဖြစ်ပါတယ်ရှင်ရေဆုံးဘူတီလေးတွေကိုလေးစိတ်စိတ်ပြီးတော့အခွန်လေးခွာထားပေးရပါမယ်ရှင်အခုလေးအကုန်လုံးခွာပြီးတဲ့အချိန်မှာဘူတီရဲ့ဥလေးတွေကိုဖယ်ပေးလိုက်ပါမယ်ရှင်။ဘာလို့လဲဆိုတော့သူကချက်လိုက်တဲ့အခါမှာပြွတ်ပြွတ်ဖြစ်သွားရင်စောင်းမကောင်းတဲ့အတွက်ကီကီကဖယ်ပေးလိုက်တာပါ။ဖယ်ပြီးသွားရင်တော့ရေစီးလိုက်ပါမယ်ရှင်။ရေလေးတွေကိုလည်းတေချာပြအောင်ခုလိုမျိုးတစ်ခုချင်းစီတေချာပုတ်တိုက်ပြီးတော့ဆေးပြရပါမယ်ရှင်။ရေစီအောင်ဆေးပြီးသွားရင်တော့စားလို့အဆင်ပြေလောက်မဲ့အတုံးလေးကိုတေချာတုံးလိုက်ပါမယ်ရှင်။တခုချင်းလေးကိုပပလေးဖြစ်အောင်ဒီဟချာလေးပြရပါမယ်ရှင်လီပြီးသွားရင်တော့ရေကိုတစ်ဆက်ထပ်ဆေးပါမယ်ရှင်ကီကီကတော့ရေကိုနှစ်ခါသုံးခါဆေးပါတယ်ရှင်ရေဆေးပြီးရင်တော့ချက်လို့ရပါပြီရှင်ဒဲဦးတွေကိုမမရဲ့အနစ်ထုတ်လေးတွေသူ့မှာပါတဲ့ဆပ်လာလေးကိုဖောက်ထည့်ပြီးတော့ရေနွေးပွအောင်ထားပါမယ်ရှင်အခုလိုရေဆူလာရင်တော့လှီးထားတဲ့ဘူတီတွေကိုထည့်လို့ရပါပြီရှင်ဘူတီလေးကိုထည့်ပြီးတော့2မိနစ်3မိနစ်လောက်ဖုန်းလေးနဲ့အုပ်ထားပါရှင်ဘူတီလေးခုလိုရှင်နေဖြစ်သွားရင်တော့မမတို့ကိုဖောက်ထည့်လို့ရပါပြီရှင်မမလေးဖောက်ထည့်ပြီးတဲ့အခါမှာမမလေးနူးသွားအောင်ဖုန်းလေးနဲ့အုပ်ပြီးတော့ခဏထားထားပေးရပါမယ်ရှင်အခုလိုရှင်နေဆိုလို့ရှိရင်တော့မမလေးလည်းချက်သွားပြီဘူတီလေးလည်းချက်သွားပြီဆိုတော့အဆင်ပြေတယ်လို့ရတာလေးမြည်ပြီးတော့စားချင်လို့လေးထည့်ထည့်လို့ရပါတယ်ရှင်ကေကေကတော့စားဖို့ရထင်လို့စားလေးနဲ့ထည့်လိုက်ပါတယ်ရှင်ခုဆိုရင်တော့ချက်သွားပြီပေါ့နော်ချက်သွားပြီဖြစ်တဲ့တော့ဗန်နီလေးကိုခေါ်ပြီးတော့ကီးရဲ့အဖေကိုကြည့်လိုက်ပါဦးမယ်ရှင်ဒါကတော့အရန်ရှာလွယ်ကူတဲ့ဘူတီနဲ့မမနဲ့ရှက်တဲ့ဟင်းလေးပဲဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်တတာ